အားလုံးပဲမင်္ဂလာပါဗျ94 Railway Digital Shop Player နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ original server ကိုရောက်ရှိလာပြီဖြစ်တဲ့ Naruto event ကိုပထမ video မှာကျွန်တော်တင်ထားတဲ့ဇာတ်လေးနဲ့အတူထပ်မံရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးဆုံးကိုကြည့်ရှုလိုက်ပါအောင်ဗျ channel လေးကို subscribe လုပ်ရသေးဘူးဆိုလည်း subscribe လုပ်ပေးသွားကြပါအောင်ဗျအဲ့တော့ကျွန်တော်တို့ပထမ video မှာ event ဆက်စာချင်းမှာ weekly 1 batch ဖြည့်မယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ weekly 1 batch ဖြည့်လိုက်မယ်ဒီလိုက်တော့ကျွန်တော်တို့ recheck kit တွေဝင်နေပေါ့နော် recheck kit ပေးရတော့သူပြထားတဲ့အတိုင်းပဲ950 900 1000 3000 5000စသဖြင့်ပေါ့ကျွန်တော်တို့ weekly 1 batch ဖြည့်ရတဲ့အတွက်ကျွန်တော်တို့တရား recheck ရမှာပေါ့နော်တရား recheck ဆိုရင်ကျွန်တော်တို့ fragment လေးရမယ်ပြီးရင် random box လေး2ပေါက်ရမှာဖြစ်ပါတယ်အဲ့တော့ random box လေး2ပေါက်ရမယ်ကျွန်တော်ပထမ video မှာပြောထားတဲ့ဒီ1 token free ရမယ်ဆိုတော့ကျွန်တော်ဒါကိုဆိုလိုတာပေါ့နော်အခုကတော့ကျွန်တော်ဖြည့်ကြည့်လိုက်တော့ random box 2ခုရရတဲ့အတွက်ကျွန်တော်2 token ရအဲ့တော့ဒီ2 token နဲ့ကျွန်တော်တို့ daily promotion draw နဲ့ကျွန်တော်လှည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့3ချိန်လှည့်ပြီးသွားပြီ coin 32ခုရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ recheck လုပ်တာနဲ့ခုန3ချိန်လှည့်လိုက်တာနဲ့ record မလုပ်လိုက်ရတဲ့အတွက်မပြတော့ဘူးပေါ့နော်အဲကျွန်တော်တို့ draw လုပ်တဲ့အချိန်မှာကျွန်တော်တို့ draw လုပ်တဲ့ဒီ draw 20ကြာလို့ဆိုရင်ကျွန်တော်တို့က token free တစ်ကတ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဗီဒီယိုမှာပြခဲ့တဲ့ဇာတ်လေးမှာကျွန်တော်တို့ကအဲ့ဒီ9ရက်နေ့မှာ full draw နဲ့အလုံးစုစုပေါင်း30 token ရမယ်ဆိုတာအဲ့ဒါကိုဆိုလိုတာပါအဲ့တော့ phase 1က29 plus အခုန20အချိန်20ပြည့်လို့ဆိုရင်တစ်ကတ်နဲ့စုပေါင်း30ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ event မှာဒီ skin လေးတွေကိုကျွန်တော်တို့ဒီနည်းနဲ့သွားမယ်ဆိုရင်ချင်းတည်ရမှာပါ diamond seller ဆိုပြီးအထင်ကြီးပါနဲ့ကျွန်တော်တို့လည်းခင်ဗျားတို့အနည်းတူပဲဒီတိုင်းပဲခုံကျွန်တော်ပြထားတဲ့ခုံစင်းနဲ့ဒီတိုင်းပဲသွားလှည့်မှာဖြစ်ပါတယ်အဲ့တော့ဒီ event မှာဒီ statue လေးလည်းပါတယ်ပေါ့နော်ဒီဟာလေးကတော့နောက်မှကျွန်တော်တို့အသေးစိတ်ထပ်မံရှင်းပြပေးပါမယ်ဗျအဲ့တော့မိတ်ဆွေတို့တခုတတိပေးနေတာအခုချိန်မှာဒိုင်မူစီတွေကလည်းတက်နေတယ်အဲ့တော့ဈေးနေတာကြီးလိုက်ရှာပြီးတော့မဝယ်ပါနဲ့ဒိုင်မူစီကကျွန်တော်တို့6500 9000ကျဖြစ်နေတဲ့အချိန်မှာဈေးနေတာကိုလိုက်ပြီးဝယ်လို့ဆိုရင်လူလိမ့်နဲ့တိုးပြီးတော့ကိုယ်ပတ်စံဆုံးရှုံးတာတွေပဲဖြစ်ပါလိမ့်မယ်ဗျအဲ့တော့ကျွန်တော်စီမှာဒိုင်မူတွေဝယ်ယူအားပေးခြင်းတော့ယုံကြည်စိတ်ချစွာလာရောက်အားပေးလို့ရပါတယ်ဗျကျွန်တော်ကိုယ်တိုင်ရောင်းချပေးတာဖြစ်တဲ့အတွက်ယုံကြည်မှုအတွက်ကတော့ 100% တာဝန်ယူပါတယ်အဲ့တော့ဒီ event လေးရဆိုရင်ကျွန်တော်တို့4လပိုင်း3ရက်နေ့မှာpremium supply phase 1နဲ့ကျွန်တော်တို့ဒီ4လပိုင်း10ရက်နေ့မှာ phase 2လာမယ်ပေါ့နော်ကျွန်တော်တို့စောင့်ရင်းနဲ့ကျွန်တော်တို့ဖြည်းဖြည်းချင်းလှည့်ရမှာပါအဲ့တော့ကျွန်တော်တို့ကဒီ skin တွေကိုကျွန်တော်တို့ကဒီ coin 1200နဲ့လဲရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါဗျာ